ပရိသတ်များအားလုံးပဲမင်္ဂလာပါဖေဖော်ဝါရီလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့အထူးသတင်းကောင်းများတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ဗိုလ်ချုပ်များအစည်းအဝေးသွားပြီးအိတ်အပြန်လမ်းမှာ PDF များကကြားဖြတ်ခိုက်ပြီးစိုးဝင်းနဲ့တို့အပါအဝင်ဗိုလ်ချုပ်32ဦးသေဆုံးကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်ကစစ်အာဏာသိမ်းအုပ်ချုပ်သော9နှစ်တာကာလအတွင်းတိုင်းပြည်တိုးတက်ခဲ့သည်ဟုပြသနိုင်ရန်မဲအွန်လိုင်းကနိုင်ငံ၏ဘတ်ဂျက်နှင့်ကုန်သွယ်ရေးကဏ္ဍတွင်လုံငွေပြသမှုများကိုရှော့ချခိုင်းပြီးစည်ရင်းအပြီးတချုပ်ခိုင်းနေကြောင်းသက်ဆိုင်ရာဗန္ဒာရေးနှင့်အခွန်ခွင့်ကြီးဌာနထံမှစုံစမ်းသိရှိရပါသည်မဲအွန်လိုင်းကလာမည့်ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထား၍ဝန်ကြီးဌာနများအားလုံးကမတ်လအသွေးဖြစ်ပေါ်လာမည့်အစိုးရတစ်ထံသို့ငွေကြေးစည်ရင်းဘတ်ဂျက်စည်ရင်းရွှေ့ပြောင်းနိုင်သောစည်ရင်းနှင့်မရွှေ့ပြောင်းနိုင်သောစည်ရင်းများစည်ရင်းချုပ်၍လွှဲပြောင်းရန်ပြင်ဆင်ခိုင်းနေရတွင်သက်ဆိုင်ရာဗန္ဒာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့်ဘတ်ဂျက်လုံငွေပြမှုနှင့်ကုန်သွယ်ရေးလုံငွေပြမှုများကိုတက်နိုင်တဲ့ညရှော့ချက9နှစ်တာကာလအတွင်းကုန်သွယ်ရေးပုံငွေပြမှုနှင့်နိုင်ငံတော်ဘတ်ဂျက်တွင်အနုလက္ခဏာနည်းအောင်စည်ရင်းချုပ်ရန်ညွှန်ကြားခဲ့ကြောင်းသိရှိရပါသည်ဗဏ္ဍာရေးတညစ်ချင်းစီအလိုက်တော့အကုန်သွယ်ရေးမှာရောဘတ်ဂျက်မှာရောလုံငွေပြတာတည်ရှိတယ်။ဒါပေမဲ့အခုကတော့9နှစ်တာစည်ရင်းချုပ်အနေနဲ့ကတော့ကုန်သွယ်ရေးပုံငွေပြတာအားနိုင်ငံတော်ဘတ်ဂျက်မှာလုံငွေကိုအများကြီးမပြအောင်အနုလက္ခဏာနဲ့အောင်စည်ရင်းချုပ်ခိုင်းတာ9နှစ်တာဘတ်ဂျက်လုံငွေပြတာမှုနဲ့အောင်စည်ရင်းချုပ်တာနိုင်ငံတော်တိုးတက်ခဲ့တဲ့ဆိုတဲ့အထိပဲတော့တက်ရောက်အောင်စည်ရင်းချုပ်တာဟုသက်ဆိုင်ရာဗဏ္ဍာရေးနဲ့အခွန်ဝင်ကြီးဌာနသတင်းရင်းမြစ်တာပြောဆိုပါ၏လက်ရှိနိုင်ငံတော်ဘတ်ဂျက်ကိုစည်ရင်းချုပ်ရာတွင်2020-2021ဗန္ဒာရေးနှစ်တွင်ရောင်းငွေရရှိမှု81.8%ရာခိုင်နှုန်းသုံးငွေသုံးစွဲမှု89.36%ရာခိုင်နှုန်း2021ခုနှစ်အောက်တိုဘာလမှ2022ခုနှစ်မတ်လအထိ6လဗန္ဒာရေးနှစ်မှာရောင်းငွေရရှိမှု96.16%ရာခိုင်နှုန်းသုံးငွေသုံးစွဲမှု84.25%ရာခိုင်နှုန်း2022-2023ဗန္ဒာရေးနှစ်မှာရောင်းငွေရရှိမှု304.96%ရာခိုင်နှုန်းသုံးငွေသုံးစွဲမှု9.86%ရာခိုင်နှုန်း2023-2024ဗန္ဒာရေးနှစ်မှာရောင်းငွေရရှိမှု69.33%ရာခိုင်နှုန်းသုံးငွေသုံးစွဲမှု89.36%ရာခိုင်နှုန်း2024-2025ဗန္ဒာရေးနှစ်တွင်ရောင်းငွေရရှိမှု81.11%ရာခိုင်နှုန်းသုံးငွေသုံးစွဲမှု59.55%ရာခိုင်နှုန်းယခု2025-2026ဗန္ဒာရေးနှစ်တွင်လည်းသုံးစွဲငွေညရရှိငွေကိုဟန်ချက်ညီထိန်းချုပ်စည်ရင်းညီခိုင်ကြောင်းသိရှိရပါသည်ရဲပင်ကုန်သွယ်ရေးအနေဖြင့်လည်း9နှစ်တာကာလအတွင်းလုံငွေမပြဘဲပုံငွေ American Dollar 2 billion ကျော်ခန့်စည်ရင်းချုပ်ထားကြောင်းစစ်တပ်အုပ်ချုပ်သော9နှစ်တာကာလအတွင်းလေယာထုတ်ပုံများကို40%ရာခိုင်နှုန်းတင်ပို့နိုင်ခဲ့ပြီးကုန်သွယ်ရေးပုံငွေဒေါ်လာ2 billion ကျော်ခန့်စည်ရင်းချုပ်ဖားတာခိုင်ကြောင်းသိရှိရပါသည်မဲအွန်လိုင်းကစစ်တပ်အုပ်ချုပ်သော9နှစ်တာကာလအတွင်းစီးပွားရေးတိုးတက်ခဲ့သည်ဟုစည်ရင်းလိမ်လည်ပြသရန်စေခိုင်းတော်လဲ NLD အစိုးရလက်ထက်တွင်နိုင်ငံကိုမကိုက်ညီဘောနိုင်ငံခြားအကြံပေးများ၏အကြံဉာဏ်အတိုင်းဩဇာကန်ဆောင်ရွက်ခဲ့သည့်မြန်မာနိုင်ငံစီးပွားရေးကျဆင်းခဲ့လေဟု2015ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ရန်ကုန်တိုင်းစစ်ဌာနရှိတပ်နယ်တွဲဆုံတွင်အကြံဖတ်မဲအွန်လိုင်းကဝေဖန်ပြောဆိုခဲ့ပါသည်2015ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ NLD ပါတီကအနိုင်ရရှိခဲ့ပြီးဒီမိုကရေစီဒုတိယအစိုးရအဖြစ်နိုင်ငံ၏တာဝန်များကိုဆောင်ရွက်ခဲ့ကြောင်းထို့သောတာဝန်ယူဆောင်ရွက်ချိန်မှာပြည်သူလူထုကကျမတို့အပေါ်များစွာမျှော်လင့်ထားပါလေစီမံခန့်ခွဲမှုအတွေ့အကြုံအားနည်းမှုများရခိုင်အစိုးရ၏လှုပ်ဆောင်မှုများကိုအတိုက်အခံဆောင်ရွက်မှုများကြောင့်စီးပွားရေးအကြဝန်ရှိဖြစ်ပေါ်ခဲ့ကြောင်းစတဲ့တာဝန်ယူစေနှစ်အတွင်းပြပအကူအညီများစွာရရှိပြီးနိုင်ငံစီးပွားရေးအားကောင်းခဲ့တော်လေနောက်ပိုင်းတွင်စီမံခန့်ခွဲမှုအားနည်းမှုပြပနိုင်ငံများကအထောက်အပံ့များနဲ့သာစီးပွားရေးလက်ပတ်နေကြောင်းပြည်တွင်းစီးပွားရေးအားပေးမှုမရှိကြောင်းပြည်တွင်းကိုထုမှုများမရှိကြောင်းနိုင်ငံ၏ပကတိအခြေအနေကိုမကိုက်ညီတော့နိုင်ငံခြားအကြံပေးများ၏အကြံဉာဏ်အတိုင်းဩဇာကန်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်နိုင်ငံစီးပွားရေးကျဆင်းခဲ့ကြောင်းမင်းအောင်လှိုင်ကအပြစ်တင်ခဲ့ပါတယ်။ပြည်သူလူထုကကျမတို့အပေါ်အယုံကြည်အားနည်းသွားသည့်ကြောင့်2020ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရရှိနိုင်ရန်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီးရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်မှာမဲမတမာမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်ဟုသုံးသပ်တွေရှိရကြောင်းမင်းအောင်လှိုင်ကပြောဆိုပါတယ်။စစ်တပ်ကတာဝန်ယူထားချိန်မှာစီးပွားရေးနဲ့ပတ်သက်၍စီးပွားရေးအကြပိတ်ဆို့မှုများရှိခဲ့ပြီးပြည်ပအထောက်ပံ့များစွာလျော့ကျသွားခဲ့ပါတယ်။ထို့နောက်ပိုင်းပြည်ပနိုင်ငံများသို့ပေးဆက်ရန်ကြန့်ရှိနေသောကျွေးမွေများကိုပြန်လည်ပေးဆက်နိုင်ရန်ဆောင်ရွက်ခဲ့ရပါတယ်။ခေတ်အဆက်အချက်အလက်များမမှန်ကန်စွာမရရှိသူနိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေကြောင်းမင်းအွန်လိုင်းကပြောဆိုခဲ့ပါတယ်။